အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြမယ်အစာအုပ်လေးကတော့စာရေးဆရာသားထွေးရေးသားထားတဲ့ Positive Vibes အကောင်းမြင်စိတ်ထားဆိုတဲ့စာအုပ်လေးကိုဖတ်ပြမှာဖြစ်ပါတယ်နံပါတ်22ချစ်တတ်ပြီလားလူတစ်ယောက်နဲ့တစ်ယောက်ဟာချစ်ပုံချစ်နည်းမတူကြပါဘူးအချစ်ရေးမှာမပျော်ရဘူးနားလည်မှုမရှိဘူးသဘောထားချင်းမတိုက်ဆိုင်ဘူးစသဖြင့်အဝင်ခွင်ကြမဖြစ်တဲ့ relationship တွေအများကြီးပါပဲဒါကဘာကြောင့်လဲဆိုတော့လူတွေဟာချစ်ပုံချစ်နည်းမတူကြလို့ပါလူတစ်ယောက်ကိုချစ်တဲ့အခါမှာကိုချစ်ချင်တဲ့ပုံစံအတိုင်းချစ်လို့မရပါဘူးသူချစ်စေချင်တဲ့ပုံစံဖြစ်ဖို့လိုပါတယ်ငါကငါပုံစံအတိုင်းနေတယ်ပြောင်းလဲမပေးနိုင်ဘူးဆိုတဲ့မာနာခဲတွေရှိတယ်တကယ်ချစ်ရင်တော့ပြောင်းလဲသင့်ရင်ပြောင်းလဲရမှာပါပဲကိုအာတာကိုရှေ့တန်းတင်ပြီးချစ်နေတွေ့တော့ဘသူမှကိုအနာကြာမနေနိုင်ပါဘူးလူတွေဟာအချစ်ကိုခံယူပုံချင်းဖော်ပြပုံချင်းမတူကြပါဘူးဒါကိုနှစ်ဦးနှစ်ဖက်ကညှိမရရင်ပြတ်ကြမှာပါပဲကျွန်တော်ဟာကျွန်တော်ချစ်သူနဲ့စတွဲပြီး3လအကြာမှာနှစ်ဦးတဘောသူ break up လုပ်ခဲ့ပူပါတယ်လွယ်လွယ်လေးဆုံးဖြတ်ပြီးတွဲခဲ့ကြတာမဟုတ်ပဲအလေးနဲ့ထားနေကြရင်ကရှေ့ဆက်ဖို့မဖြစ်နိုင်တော့တဲ့အခြေအနေတွေရောက်ခဲ့ကြတာပါဒီတော့နှစ်ဦးနှစ်ဖက်ကြည်ဖြူစွာ break up ဖို့ဆုံးဖြတ်လိုက်တယ်တစ်လလောက်အချိန်ယူပြီးပြန်သုံးသပ်ဖို့ဒီ relationship ကိုတကယ်ပဲမျက်နှိုးရဲ့လားဆိုတာကိုပြန်မေးဖို့အတွက်ဖြစ်ပါတယ်အဲ့ဒီချိန်တုန်းကဖတ်ဖြစ်ခဲ့တဲ့စာအုပ်လေးတစ်အုပ်ရှိတယ်ဖတ်ပြီးချင်းချစ်သူစီဖုံးဆက်ပြီးငိမ့်ချမ်းရေးယူဖို့အထိတွန်းအားပေးခဲ့တဲ့စာအုပ်လေးပါ Gray Chapman ရဲ့ The Five Love Language ဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်ဒီစာအုပ်ထဲကချစ်နီးချစ်ပုံဘာသာစကား5မျိုးထဲကအနည်းငယ်ကိုပြောပြချင်ပါတယ်ပထမတစ်ခုကစကားလုံးများဖြင့်ချစ်ပြခြင်းဖြစ်ပါတယ်Words of affirmation ဟုစာရေးဆရာကသုံးနှုန်းထားပါတယ်အားပေးစကားပြောခြင်းနှင့်အကျဉ်းနာချစ်စကားပြောခြင်းစတာတွေကိုအချစ်ဟုသတ်မှတ်သူတွေရှိပါတယ်ဥပမာကိုကြာရှုံးတဲ့အခါကိုချစ်သူကအားပေးစကားပြောတာတွေအနားမှာနေပြီးအားပေးရာတွေကအားအိမ်ဖြစ်စေတယ်အချစ်ဟာစိတ်လုံခြုံမှုနဲ့ခွန်အားတွေရကြောင်းခံစားမိစေပါတယ်ဘသူတွေပါပြောပါလိကိုချစ်သူကအမြဲယုံကြည်အားပေးနေတယ်ဆိုတဲ့အသည့်ကအနှွေးတက်လေးရနေမယ်ဆိုတာညင်းမရပါဘူးနောက်တစ်ခုကအကျဉ်းနာစကားဆိုခြင်းဖြစ်ပါတယ်ဥပမာငါကောင်မလေးကချစ်ဖို့ကောင်းလိုက်တာငါကောင်လေးကခန့်လိုက်တာစသဖြင့်ချစ်စရာစကားတွေဆိုခြင်းပါဒိတ်တဲ့အချိန်နှစ်ဦးတွေ့ရနဲ့ Oh my god baby you look hot today စသဖြင့်သူတိတ်လှနေကြောင်းကြည်ကောင်းကြောင်းပြောခြင်းဖြင့်စတင်ကြည့်ပါဒါဟာသူ့ကိုယ်သူယုံကြည်မှုရှိစေပြီးပျော်ရွှင်စေပါတယ်မိန်းကလေးတွေကသူတို့ဘဝမှာလူပေါင်းများစွာကသူမကိုအရန်လှကြောင်းချီးမွမ်းတာခဏကြုံရပေမဲ့သူ့ချစ်သူရဲ့ချီးမွမ်းစကားလောက်ဘသူစီကစကားမှမตายရဘူးမပျော်ရွှင်ကြပါဘူးတဲ့တချို့လူတွေဟာကိုချစ်သူကိုချွဲချင်တယ်တီတာစကားပြောချင်ကြတယ်ရိုမန်တစ်ဆန်ချင်တယ်အများအားဖြင့်မိန်းကလေးတွေကပေါ့ဒါကိုကအဖိုရီပြောတယ်နားကြီးရဲ့အကျိုးမရှိရာတွေစသဖြင့်စိတ်မရှင်ရင်သူနဲ့ကိုအချစ်ကိုဖော်ပြပုံချင်းမတူညီတော့ဘူးသူ့ဘက်ကမချစ်ဘူးလို့ခံစားလာရမယ်တိမ်ငယ်လာလိမ့်မယ်တကယ်တော့ဒါဟာအပိုလောက်တာမဟုတ်ပဲသူ့စိတ်ကချစ်သူကိုတွဲတာခြင်းယုံကြည်အားကိုးခြင်းဖြစ်ပါတယ်ဒီနေရာမှာနားလည်လိုက်တာကကျွန်တော်ချစ်သူရဲ့အချစ်ဘာသာစကားဟာ words of affirmation နည်းဖြစ်ဖို့ရာခိုင်နှုန်းများတယ်လို့ဆိုရပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်သူဟာကျွန်တော်ကိုတိတ်တွေ့တာလွန်တီတာတွေပြောချင်တယ်။သူ့ကိုချစ်ကြောင်တဖွပြောစေချင်တယ်။ချစ်မှန်းသိရဲ့ချစ်လားလို့ခဏမေးတတ်ပါတယ်။ကျွန်တော်ရဲ့ type ကကြတော့စကားသိမ့်မပြောတာပဲ။လိုတာလေးတွေပြောတယ်။လိုအပ်တာတွေလိုက်လုပ်ပေးချင်တယ်။အချို့အရာတွေမှာတိုင်ပင်ချင်တယ်ဒါပါပဲ။ကြံတာတွေကိုအပိုတွေလို့ထင်မိတယ်။ဒါဟာသူ့ကိုတိတ်မချစ်ပါဘူးလို့ခံစားမိစေခဲ့ပုံရပါတယ်။
ဒါကြောင့်အချစ်ကိုခံယူပုံချင်း love language ချင်းမတူတဲ့အခါအချစ်ဟာထင်သလောက်မခံစားရဘဲပြဿနာတွေခဏခဏဖြစ်ရပါတယ်။ဒါကြောင့်ကိုချစ်သူက words of affirmation နည်းဖြစ်ကြောင်းခံစားမိရင်သူ့အကြိုက်ကိုလိုက်ချစ်ပေးလိုက်ပါ။ချစ်ကြောင်းတွေချီးမွမ်းစကားတွေဆိုပေးလိုက်ပါ။ဒါဟာအချစ်ကိုခိုင်မြဲစေမယ့်အရာတွေထဲကအဓိကကျတဲ့အချက်ပဲဖြစ်ပါတယ်။နောက်တစ်ခုက receiving gifts လက်ဆောင်ရရှိခြင်းဖြစ်ပါတယ်။တချို့လူတွေဟာလက်ဆောင်ပေးခြင်းဖြင့်အချစ်ကိုဖော်ပြကြတဲ့ဥပမာမွေးနေ့တွေ anniversary date တွေမှာအမှတ်တရလက်ဆောင်ပေးတာမျိုးသူလိုသမျှကိုလိုက်ဖြည့်ဆည်းပေးချင်တာမျိုးပေါ့တချို့လူတွေဟာလူတစ်ယောက်ကိုချစ်တဲ့အခါသူလိုအပ်သမျှဖြည့်ဆည်းပေးချင်ကြတယ်သူဘာလို့လဲသူအားမငယ်ရအောင်သူပျော်ရအောင်စသဖြင့်ဂရုစိုက်ကြတယ်ကိုကသာဒီလိုဂရုစိုက်ပြီးရင်သူကပိုချစ်လေမလားဆိုတဲ့မျှော်လင့်ချက်တွေလည်းပါဝင်မှာပေါ့လက်ဆောင်တွေပေးခြင်းဟာမျက်စိနဲ့မြင်ရတဲ့ချစ်ချင်းရဲ့သင်္ကေတလို့အဓိပ္ပာယ်ဖွင့်ကြပါတယ်လက်ဆောင်ဆိုတဲ့နေရာမှာဈေးကြီးတဲ့ပစ္စည်းတွေတန်ဖိုးကြီး brand တွေပေးမှမဟုတ်ပါဘူးဒိတ်တဲ့အခါချစ်သူကောင်းလေးကတကူးတကယူလာပေးတဲ့ပန်းတပွင့်ကိုတန်မိုးထားခြင်းနဲ့မိန်းကလေးတွေဟာအများသားပါပဲအဲ့ဒီပန်းပွင့်ဟာဈေးကြီးပေးဝယ်လာတာဖြစ်စေလမ်းမှာတွေ့လို့ခူးလာတာဖြစ်စေသူဂရုစိုက်မှာမဟုတ်ဘူးသူ့အတွက်ရည်စူးပြီးတတိတရာယူလာတယ်ဆိုတဲ့ခံစားချက်လေးသာသူလိုချင်တာပါစောင်းဝင်လာတဲ့အခါချစ်သူကောင်မလေးကသူ့ကိုယ်တိုင်ထိုးပေးတဲ့မာဖလာလက်ဆောင်ကိုကောင်လေးတိုင်းဟာအသက်နဲ့ထပ်တူမျက်နှိုးပါလိမ့်မယ်လက်ဆောင်ဆိုတဲ့နေရာမှာစိတ်ပိုင်းဆိုင်ရာလက်ဆောင်လည်းရှိပါတယ်ဥပမာကိုတခုခုစားတိုင်းသူ့ကိုတတိရတာမျိုးသူကြိုင်မှန်းသိလို့စားနေရင်တတိယကြောင်းသူ့ကိုစားစေခြင်းကြောင်းပြောပြလိုက်တာမျိုးပေါ့ဒါဟာကြားရသူအဖို့ကြည်နူးစေပါတယ်သူ့ရဲ့အတွေးထဲမှာနေရာပေးထားတယ်သူဘာလို့ကိုတတိတရရှိနေတယ်ဆိုတဲ့စိတ်ဟာနှွေးထွေးတဲ့ချစ်ချင်းမေတ္တာကိုခံစားရစေတာပဲမဟုတ်လားအဲ့ဒါလို့စိတ်ပိုင်းဆိုင်ရာလက်ဆောင်တွေဟာအရန်ကိုအဖိုးအနက်ကထိုက်တန်ပါတယ်ချစ်ချင်းမေတ္တာမှာအတန်မိုးအကြီးဆုံးလက်ဆောင်တစ်ခုဟာအမြဲအတူရှိပေးခြင်းပါပဲပျော်ရသည်ဖြစ်စေငိုရသည်ဖြစ်စေအတူရှိပေးတာမျိုးအဆိုးဆုံးအချိန်တွေမှာတော့စိတ်မပြတ်ပဲအနားနေပေးတာမျိုးပေါ့ထာဝရချစ်ပါမယ်ဆိုတဲ့လက်ဆောင်လောက်ဘယ်အရာကများတန်မိုးကြီးနိုင်အောင်မလဲချစ်နီးဥပဒေမှာသူချစ်စေခြင်းတလို့ချစ်နေပေးဖို့ကအရေးကြီးပါတယ်ချစ်ချင်းမေတ္တာမှာကံကောင်းကြသူများဖြစ်ကြပါစေနံပါတ်23 positive mind စိတ်သာရှင်စောဖျားဟောဆိုတဲ့အတိုင်းလူတစ်ယောက်ကိုစိတ်ကဥဆောင်ပါတယ်ချစ်ချင်းမုန်းချင်းဟာစိတ်ကဖြစ်လာတယ်ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းကိုစိတ်ကသတ်မှတ်ပေးတယ်လိုချင်သတ်မှတ်မှုတွေဟာလည်းစိတ်ကစတင်ပါတယ်ဒါကြောင့်စိတ်ဟာအဓိကပါပဲအဲ့ဒီစိတ်လေးကိုကောင်းမွန်အောင်အမြဲစူးစမ်းတင်ပါတယ်အကောင်းပြင်စိတ်ဟာတိမ်မွေ့နူးညံ့တယ်အကြည်ဓာတ်လေးရစေတယ်ရောင်ရဲတင်းတိမ်နိုင်စွမ်းရှိစေပါတယ်နေ့ရက်တိုင်းကို positive mind ထားပြီးဖြတ်သန်းမယ်ဆိုရင်ကျွန်တော်တို့ရဲ့ကိုယ်အမူအရာနှုတ်အမူအရာတွေဟာကောင်းမွန်တဲ့အပြုသဘောဆောင်မှုတွေဘက်ကိုရောက်လာပြီးကောင်းမွန်တဲ့စိတ်ခံစားချက်တွေပါရရှိလာပါလိမ့်မယ်ဒါကြောင့် positive mind ထားတတ်အောင်ကြိုးစားနိုင်ရင်ပြည့်စုံကောင်းမွန်တဲ့ဘဝလေးရရှိဖို့ဆိုတာမခက်ခဲတော့သလိုပျော်ရွှင်မှုဆိုတာလည်းကိုယ်နဲ့အဝေးကြီးမှာရှိမနေတော့ပါဘူး positive mind အကောင်းမြင်စိတ်ဆိုတာဘယ်လိုမျိုးလဲအကောင်းမြင်စိတ်ဆိုတဲ့နေရာတွေမှာသူတစ်ပါးအပေါ်ထားတဲ့အကောင်းမြင်စိတ်ဖြစ်လာတဲ့အခြေအနေပေါ်မှာရှုမြင်တတ်တဲ့အကောင်းမြင်စိတ်နဲ့မိမိကိုယ်ကိုအကောင်းမြင်စိတ်စသဖြင့်ရှိကြပါတယ်ဒီနေရာမှာအကောင်းမြင်စိတ်ဆိုတာကောင်းတာတွေကိုပဲတွေးပေးတတ်ရမယ်ဆိုပေမဲ့နေရာတိုင်းမှာတော့မဟုတ်ဘူးပေါ့လောကမှာကြုံတွေ့ရတတ်တဲ့အချို့သောအကြောင်းရင်းတွေဟာအကောင်းမြင်တတ်ဖို့အတော်လေးခက်ခဲတယ်ဆိုတာကိုတော့လူတိုင်းနားလည်ကြမယ်ထင်ပါတယ်ဒါပေမဲ့ကိုတက်နိုင်တဲ့အကြောင်းတရားမျိုးတွေမှာတော့အကောင်းမြင်စိတ်ထားတတ်ဖို့လိုပါတယ်အခြေခံကြတဲ့အကောင်းမြင်စိတ်ဆိုတာဟာမျှတွေးတတ်တာမျိုးအကောင်းဘက်ကိုရွေးချယ်မြင်တတ်တာမျိုးကိုဆိုလိုတာပါ
ဝဟာလှပတဲ့ပကြီးကားမဟုတ်သလိုကိုယ်တိုင်ရေးထုတ်နိုင်တဲ့ပျော်စရာဝတ္ထုတစ်ပုဒ်လည်းမဟုတ်ဘူးလေဒါကြောင့်မပြည့်စုံမှုတွေဆိုးရွားတဲ့အဖြစ်အပျက်တွေဟာအမြဲရှိနေမှာပါပဲအဲ့ဒီအရာတွေကြုံရတိုင်းကောင်းတာလေးတွေမျှတွေးနိုင်မှုစူးစမ်းသင့်ပါတယ်ဒါဟာဘဝအတွက်အမှန်တကယ်လိုအပ်ပြီးပြည့်စုံတဲ့အကောင်းမြင်စိတ်ပဲဖြစ်ပါတယ်အကောင်းမြင်စိတ်ကိုသေးဖွဲသောကိစ္စလေးတွေကနေစတင်ပြီးတဖြည်းဖြည်းမွေးမြူရပါမယ်ကျွန်တော်တို့နေ့စဉ်ဖြတ်တန်းနေရတဲ့အကြောင်းအရာတွေမှာအကောင်းမြင်စိတ်ကတ်ကြည့်လို့ရတဲ့အရာတွေအများကြီးရှိပါတယ်။ဥပမာ online shop တစ်ခုကနေ delivery နဲ့ပစ္စည်းမှာတယ်ဆိုပါစို့။ခဏနေရောက်ပါတော့မယ်လို့ဖုန်းဆက်ထားပြီးအတော်ကြာတဲ့အထိရောက်မလာဘူး။ဖုန်းဆက်ထားပြီးအခုထိမလာဘူး။စောင့်ရတာစိတ်မရှိတဲ့အခါဒေါသစိတ်တွေဖြစ်လာမယ်ဆိုရင်ပထမဦးဆုံးပူလောင်ရတာကကိုယ်ပဲဖြစ်ပါတယ်။ဒီပူလောင်စိတ်ဒေါသစိတ်ကနေတဆင့်ကိုယ့်ရဲ့အမူအရာနှုတ်အမူအရာတွေကရုပ်ရင်းကြမ်းတမ်းလာလိမ့်မယ်။အဲ့ဒီအချိန်မှာစိတ်တွေလည်းနှောက်ကြည့်ကုန်ပြီးအကြည်ဓာတ်တွေဟာကိုယ်နဲ့အဝေးကိုထွက်ပြေးသွားကြပါလိမ့်မယ်။လောလောဆယ်မှာတော့နစ်နာသူကကိုယ်တိုင်ဖြစ်နေပြီမဟုတ်လား။ကဲအကောင်းမြင်စိတ်လေးကတ်ကြည့်အောင်။ကိုဟာမိမိအိမ်မှာအရေးထဲကစောင့်နေတယ်။ဒယ်လီသမားတွေကနေပူကြီးတဲ့စပိန်ကနေနင်းလာတာ။သူဟာမိဘကိုလှုပ်ကြွေးနေရလဲဖြစ်ကောင်းဖြစ်လိမ့်မယ်။ဒီအချိန်ကြာအထိမရောက်လာတာဟာအခက်အခဲတစ်ခုဖြစ်နေလို့ပဲဖြစ်လိမ့်မယ်။ဒယ်လီသမားတွေဟာအခောက်ရည်များလေငွေပိုရလေပဲ။သမင်သက်သက်တော့ကြာနေတာမဖြစ်နိုင်ပါဘူးလေ။အဲ့ဒီလိုလေးအကောင်းမြင်ပေးကြည့်ပါ။စိတ်ကိုအေးချမ်းသွားလိမ့်မယ်။တစ်ဖက်လူအပေါ်စာနာတက်လာလိမ့်မယ်။အကောင်းမြင်စိတ်ဟာဒေါသမီးကိုငြိမ်းစေတယ်။ကိုလည်းပုံမိုနားလည်လာစေပါတယ်။အကောင်းမြင်စိတ်ကလေးနဲ့သာကြည့်တတ်ရင်အရာရာဟာအေးချမ်းလာမယ်။ကဘာကြီးကအရင်ကထက်လှပလာပါလိမ့်မယ်။အကောင်းမြင်စိတ်မွေးမြူနိုင်မှုအတွက်လှုပ်ဆောင်ရမယ့်အရေးကြီးတဲ့အရာတစ်ခုကအတ္တတွေကိုလျှော့နိုင်ဖို့ပါပဲ။ငါတိငါတက်ငါသာအမှန်ဆိုတဲ့ငါဆွဲနေတဲ့စိတ်မျိုးနဲ့ဆိုရင်တော့ဘယ်တော့မှအေးချမ်းမှာမဟုတ်ပါဘူး။လူတိုင်းဟာသူ့အမြင်သူ့အတွေးများဖြစ်တာဖြစ်ကြတယ်။ကိုယ်စိတ်တိုင်းကြဖြစ်ရမယ်လို့မှတ်ယူထားရင်ကိုယ်သာပင်ပန်းရပါလိမ့်မယ်။ဘလို့ဆက်ဆံရေးများမျိုးမှာမဆိုအတ္တတွေကိုလျှော့ချထားရပါလိမ့်မယ်။သူ့ဘက်ကိုယ့်ဘက်မျှတွေးတက်ရပါမယ်။သူကကိုတွေးသလိုမတွေးပေးလို့သူကကိုစိတ်ကောင်းထားသလိုပြန်မထားပေးနိုင်လို့စသဖြင့်အားမလို့အားမရစိတ်တွေမထားပါနဲ့။လူတိုင်းဟာကိုနဲ့မတူနိုင်ဘူး။ကိုစိတ်အလိုကြမဖြစ်နိုင်ပါဘူး။ဒါကြောင့်ကိုအမြင်ကိုပြောင်းလဲမှရမယ်။ကိုအတ္တတွေကိုလျှော့ချမှအဆင်ပြေပါလိမ့်မယ်။နေရာတိုင်းမှာကိုစိတ်အတ္တကိုရှေ့တန်းတင်နေရင်ကိုယ်တိုင်ရောတစ်ဖက်လူပါပျက်စီးရပါလိမ့်မယ်။အကောင်းမြင်စိတ်ဆိုတာအဆိုးဆုံးအချိန်တွေမှာကောင်းလာတော့မဲဆိုတဲ့မျှော်လင့်ချက်နဲ့ကိုနှစ်သိမ့်တတ်တာမျိုးဆိုးရွားတဲ့အဖြစ်အပျက်ကိုစန့်ကျင်ဘက်ကနေလှည့်တွေးလိုက်တာမျိုးကိုလည်းဆိုလိုပါတယ်။ဒါဟာတိတ်ကိုအရေးပါပြီးလူတိုင်းလုံနိုင်တဲ့အရာပါ။ခက်တာကလူတိုင်းဟာဒီစိတ်မျိုးမထားနိုင်ကြတာပါပဲ။ဖြစ်ရတစ်ခုတည်းကိုပဲရှုထောင့်အမြင်ပြောင်းပြီးတွေးလိုက်ပါကစိတ်တက်ကြခြင်းမရှိဘဲပိုကောင်းတဲ့ဘက်ကိုရောက်သွားနိုင်ပါတယ်။ထိုကဲ့သို့သောအကောင်းမြင်စိတ်မျိုးကို counterfactual thinking ဟုခေါ်ပါတယ်။ဥပမာငါမှာအခုပတ်စံမရှိဘူး။ဒါပေမဲ့ရှိလာတော့မှဒါကြောင့်အဆင်ပြေလာတော့မှစသဖြင့်ကိုနှစ်သိမ့်လိုက်တာမျိုး။အဲ့ဒီလိုတွေးလိုက်တဲ့အချိန်မှာပတ်စံရှာခြင်းစိတ်အလုတ်လုတ်ခြင်းစိတ်တွေဖြစ်လာပါစေပါတယ်။အကြံဉာဏ်ကောင်းတွေအတွေးကောင်းတွေပေါ်လာပါလိမ့်မယ်။ပတ်စံမရှိဘူးအဆင်မပြေဘူးစသဖြင့်အခက်အခဲတွေကိုကြီးနီးညူနေတဲ့အခါအကြံဉာဏ်တွေဟာဘူးပိတ်ပြီးလက်တိတ်သွားပါလိမ့်မယ်။ငါဒါကိုမလုံနိုင်ဘူးဒါပေမဲ့မကြခင်ငါလုံနိုင်တော့မှာငါထက်ကြိုးစားလိုက်ရင်အဆင်ပြေသွားမှာငါကအခုမလှဘူးဒါပေမဲ့မကြခင်ငါလှလာတော့မှာကျမ်းမာရေးကူးဆိုင်ပြီးအကြည်တက်လေးရအောင်နေလိုက်ရင်ငါပို့ကြည့်ကောင်းလာတော့မှာစသဖြင့်မျှတွေးပါဒါတွေဟာကိုအကောင်းမြင်စိတ်ဖြင့်ကြည်တာတွေပါပဲကောင်းတဲ့ဘဝကိုရဖို့ကောင်းတဲ့ဘက်ကိုလည်းမျှတွေးပေးရပါလိမ့်မယ်
တကယ်လို့ကိုဟာအခက်ခဲတွေနဲ့ကြုံရတဲ့အခါမှာအတွေးဆိုးတွေကြားမှာကြီးလောင်ပိတ်မနေပဲအကောင်းဘက်ကိုမျှတွေးဖို့စန့်ကျင်ဘက်တစ်ခုကနေတွေးမြင်ကြည့်ဖို့တတိကပ်လိုက်ပါကိုနှစ်သိမ့်စကားဆိုလိုက်ပါဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်ဒီအပြုတ်မူလေးဟာကော်ဖီထဲရောထည့်လိုက်တဲ့နွားနို့အနှဲငယ်လိုပါပဲအနှဲငယ်တော့ဖြည့်ဆည်းမှုဆိုပေမဲ့အပြောင်းလဲအများကြီးဖြစ်သွားပါလိမ့်မယ်ဒါတွေဟာအကောင်းမြင်စိတ်နဲ့ပတ်သက်ပြီးလူတိုင်းကျင့်သုံးလို့ရတာလေးတွေကိုဖော်ပြထားတာပဲဖြစ်ပါတယ်ဒီအရာလေးတွေကိုသတိကပ်ထားခြင်းဖြင့်အကောင်းမြင်စိတ်လေးတွေရရှိပိုင်ဆိုင်နိုင်ကြပါစေဒီနေ့ကတော့ဒီလောက်ပါပဲရှင်နားဆင်ပေးကြတဲ့သူများအားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ရက်တွေကြလို့ရှင်ပြန်တွေ့ကြပါမယ်နော်ရှင်